ရိုက်တော့sorry ဝင်သေးလားကြည့်လိုက်ဆိုင်ပုတ်လားလားဖုံးကြောင်းလားဟုတ်လေနေနေဖုံးကြောင်းလားဟုတ်ပါဟုတ်ပါ出来我家呢。ဟုတ်လားချက်ကပူရလားတော်ရညာလားcoffee ပါအေးဒီမှာလေးခုနကအေးကျွန်တော်အဲ့ဒါကိုပြောတာ coffee favorite တယ်လို့ coffee ကကျွန်တော်ကပြောတာဟုတ်ကဲ့အဲ့ဒါကိုမသက်ပြမေးပြန်ကြပြမယ် coffee လေးတောက်လို့ကောင်းတယ်နော်ဟုတ်ပါတော့ကောင်းတယ်တော့ကိုကောင်းတယ်မလီတော့တော့ကနေနေရတယ်ဖိနေပြီးရှို့တာပြီးရှို့လာတော့ဟိုကတော့ရှင်းရှိတော့ပါဒီနေရာမှာကြည့်ရတော့ဟုတ်တာပါတယ်ရှိတယ်ဘာလဲစောင့်ကြည့်ဘုရားခေါက်ပြန်တာမရှိတော့တာဒီဝင်ငါကိုတော့ပါပြီအဲ့ထူးလိုက်မကျန်ဟိုဘက်ကိုသွားတာကျွန်တော်တို့ကဒီဘက်လာတာသူကဟိုဘက်အဲ့မဲ့ဟိုကားရဟိုဘက်ကိုလေဘာလို့ပြန်ကိုသွားပါရမှာစတားရဟိုလာကြည့်နေမှာဆုံးသွားတာအဲ့လိုပြန်ကိုရှင်းစကားလေးကတော့ပြန်ကိုလာတယ်။အားရရရဆောင်းတယ်။ဒါမှတော့ဒါလို့ဘာလာဆိုကြတော့ဒီမပေါ်တယ်ပြန်လာတယ်ပြန်။ဟိုကတော့စကားပြန်ပြန်အဲ့ဆက်ပြန်လို့ပြန်မေးတယ်လို့ဘာလဲပြော။လက်ဆောင်လည်းပြောပြန်မလာဘူးတော့သူဒါပြီးစနေနေ့လူကြီးကြောက်တယ်။ပြန်လဲလာတယ်ဆိုပြန်လဲ။ဟို
မောချန်နေလိမ္မောချန်ရွာတဲ့ဝင်လိမ့်တပြေးတဲ့တွေ့လားတိုင်းပေါ့ကရွာလေသူဒါဒီဘက်ကရွာလေနော်ဒီဘက်ကရွာပြန်လေခုနကတော့ဝိရပြနာခမရစကားလေးပြောနေဟုတ်လားဟုတ်လားဘယ်ကောင်နာလေးဘယ်ကောင်မရောက်ခင်ဘယ်ကောင်ကနေတော့တအားတော့မဝေးမြန်တော့မြန်နော်ဒီမနေ့ကျအေးစတာနေရပါအေးမနေ့မနေ့ကြာမယ်ခလားဘယ်ကောင်ကနေမနေ့မနေ့49ဆိုတော့38 7 minutes 7 minutes 28 minutes ပေါ့လားအေး28ဝဲကောက်ကနေမိနစ်20ပေါ့ဟုတ်တယ်မိနစ်20ပေါ့ဒီမဲ့ဥဒတိုင်းလေးကအဲ့လေးရှိပြီတော့နော်ဒီဟိုတော့လောက်မရှိပါအခုမှစောက်အိမ်လေးတော့ရှိပြီတော့နော်အိမ်လေးရှိတာအဲ့တော့ဘုရားဒူလာအိမ်လေးတွေစောက်လာပါပြီဗျာဒီလေးရောက်လာရရှင်းပြီအိမ်လေးရောက်လာပြီတော့ဘယ်သားလေးရတော့ဘယ်သားလေးဟောအိမ်လေးစောက်ကုန်ကြပြီစောက်မှာတော့စောက်မှာပဲနေကြမှာချင်းနေမကောင်းလို့သာစောက်ကြချင်းနေကောင်းစောက်ကြအိမ်လေးများကုန်ပြီတော့ထမျိုးလေးပြောလိုက်အောင်မယ်ထမျိုးလေးလို့နိမလေးတန်းစီပြီးစောက်စိတ်ကူးတွေရှင်တာထမျိုးလေးကဟိုလည်းအစ်စ်လေးအေးအဲ့ဒီမဲ့ဒါလည်းအစ်စ်ပဲရေးပါထားတာကျလားအဲ့ဒါလည်းအစ်စ်ပဲပန်းနေဆိုင်တာကဲရောက်ပါပြီကျုပ်တို့ရွာကျုပ်တို့တောင်ပေါ်ဟောတောင်ပေါ်သူဖြစ်တော့မှမကြခင်ရမြင်းကြီးတယ်တော်တော်ကြီးအော်မြင်းကြီးတယ်ရောက်သွားပြီဘယ်ရတော့ဒီကလေးဒါပဲလားဒီမဲ့နောက်ဘက်ကဒီဘက်ကအုတ်တန်းလေးလောက်တာဟုတ်လားအုတ်တန်းလောက်တာတော့ကြတာဟာဟိုဘက်က50ရောက်တော့40 60 40ကနေအော်40 60လေကျွန်တော်တို့အိမ်အောင်ရောက်ပါပြီမလေးဟိုဘက်ကကြီးပါတယ်နောက်ဘက်ကကြီးတယ်မေးမိုင်းမပူအောင်ဒီဘက်ကမဟုတ်ရင်းကြီးတယ်ဟိုလိုကမုံကတစ်တွေတော့ရှိပါမုံရင်းကြီးတယ်ဟုတ်တယ်ဟိုဘက်ကဝင်တော့ဒီဘက်က